အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဒီ Grand RB ပေါ့နော် Grand RB ကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့ဒီကောင်လေးက GTA 5ပေါ့နော် GTA 5ကိုမှ Grand RB စာပါပေါ့နော်ဒီကောင်လေးကိုစော့ချင်တဲ့ brother တို့အတွက်ကြတော့ကျွန်တော်တစ်ချက်ပြောပြပေးမယ်ပေါ့နော်ဘယ်ကနေသွားတောင်းလို့ရလဲဘယ်ကနေပြီးတော့သွားပြီးတော့ဟောဖြစ်လို့ရလဲဆိုတာပေါ့နော်အခုကျွန်တော်တို့ဒီ GTA 5ရှိတယ်ဥပမာကျွန်တော်တို့Sting ကနေပဲဖြစ်ဖြစ်ဒီ Epic ကပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ Rockstar ကနေပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ GTA 5ကိုအရင် down လိုက်မယ်အရင် down ပြီးတော့ကျွန်တော်တို့ဒီ Grand RB ဆိုတဲ့ file လေးကိုကျွန်တော်တို့ဘယ်ကနေသွား down မလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ကျွန်တော်တို့ဒီ Grand RB server ကိုကျွန်တော်တို့ဒီ Chrome ထဲကိုဝင်လိုက် Chrome ထဲဝင်ပြီးတော့ကျွန်တော်တို့ဒီ Grand RB ပေါ့နော် Grand RB ဆိုပြီးတော့ရေးထည့်လိုက် GTA 5 Grand RBအဲ့ထဲ website ထဲဝင်လိုက်ပါတော့ website ထဲဆိုရင်ဒီနေရာလေးရောက်သွားလိမ့်မယ်ဒီ website ထဲရောက်သွားလိမ့်မယ်အဲ့ရောအောက်နည်းနည်းဆွဲချပြီးတော့ကျွန်တော်တို့ဒီနားလေးမှာ download ဆိုတဲ့နေရာလေးရှိတယ်ဒါလေးကို download လိုက်ပါ download ပြီးတော့ဒါလေးကို install တင်ပြီးတော့ကျွန်တော်တို့ဒီ down ပြီးသွားလို့ရှိရင်ဒါလေးကို install တင်လိုက်ပါနော် install တင်ပြီးတော့ကျွန်တော်တို့ဒီရလာတဲ့ install file ကိုကျွန်တော်တို့ဒီ Grand RB launcher ဆိုတဲ့ဟာတွေကိုဝင်ပြီးတော့ကျွန်တော်တို့ဒီ download လုပ်ရမှာပေါ့နော်အဲ့ download လုပ်တဲ့ချိန်မှာကျွန်တော်တို့ဒီ server 1 2 server 2 server 3အဲ့တော့ကြိုက်တဲ့ server ကိုကျွန်တော်ချိန်ပြီးတော့ဆော့လို့ရတာပေါ့နော်down ပြီးတော့ကျွန်တော်တို့ဒီ play ကိုနှိပ်ပြီးတော့ download လုပ်လို့ရပြီအဲ့ဒါကိုမှကျွန်တော်ချက်ပြချင်တာကဒီဟိုပါပေါ့နော်ဒီဟာလေးပေါ့ဒီ game ပေါ့နော်ဒီ Grand RB ဆိုတဲ့ game ပေါ့ဒီ game ဆိုရင်ဒီပြင်က real life ပုံစံမျိုးပေါ့နော်အပြင်ကတိုင်လုံးဝဒီ GTA 5မြေပုံပဲပေါ့နော်ဒီ GTA 5လိုမျိုးမြေပုံပဲအဲ့မြေပုံထဲမှာမှသူက player တွေအကုန်လုံးရှိတာပေါ့နော်ကျွန်တော်တို့ဒီအရင်တော့ဆိုရင် GTA 5မှာဆိုရင်ဒီကျွန်တော်တို့embassy ရဲ့အများကြီးပဲပေါ့နော်ဒီထဲမှာသွားလာနေတဲ့သူတွေပေါ့အခုကျတော့သွားလာနေတဲ့သူတရားမှမရှိဘူးဒါပေမဲ့ဒီ server ထဲမှာရှိတဲ့လူတွေအကုန်လုံးကဒါတကယ် player စစ်တွေပေါ့နော်တကယ် player စစ်တွေပဲအကုန်လုံးကဒါမှဒီအဲ့လိုမျိုးဒီအပြင်က real life ပုံစံမျိုးတိုင်းကိုဆော့လို့ရမယ်ပေါ့နော်အခုမြန်မာ server ဆိုရင်မြန်မာ family ရှိတယ်မြန်မာ family ထဲဝင်ပြီးတော့ join လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဒါလေးကတော့ကျွန်တော်တို့တစ်ချက်ပြပေးတာပေါ့ဘယ်လိုမျိုးဆော့ရလဲဘာညာပေါ့နော်အခုကျွန်တော်တို့ဒီထဲမှာဆိုရင်အလုပ်တွေ business တွေဘာတွေအကုန်လုံးရှိတာပေါ့နော်အကုန်လုံးလုပ်လို့ရတာပေါ့ဒါလေးကတော့ကျွန်တော်တို့ Charlie ချက် sharing လုပ်ပေးတာပေါ့နော်ဒါလေးကတော့ Bugatti တို့ Ferrari တို့ဒီ Lamborghini တို့ BMW တို့တော်တော်များများတော့ဒီထဲမှာအကုန်ရှိတာပေါ့နော်ကားတွေဆိုရင်လည်းတော့ share တွေကြီးပဲလမ်းပြန်ထွက်နေတဲ့ဟာတွေကြီးပဲပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ကြတော့ဒီ GTA 5 Grand RB ကိုဘာကြောင့်ဆော့လဲဆိုတော့အရန်ကြိုက်ခဲ့လို့ပေါ့နော်အရန်လည်းကြိုက်တယ်အရန်ကိုလည်းဆော့လို့ကောင်းတယ်အရန်ကိုလည်းတော့ပျော်ရွှင်ရတယ်မြန်မာ family တွေကိုဘော်ဒါချင်းကိုနိုင်ငံခြားသူတွေနဲ့တွေ့လဲအရန်ပျော်စရာကောင်းတယ်အရန်လဲဟိုဖြစ်တယ်အဲ့ဒါမှဒီကျွန်တော်တို့ game ထဲမှာလည်းသူဆော့ရတဲ့ feeling ကလည်းအရန်ကိုအဆင်ပြေတဲ့အနေထားပေါ့နော်ဒါလေးကတော့ကျွန်တော်တစ်ချက်ပြပေးတာပေါ့နော်စီဆိုင်ဆိုရင်စီဝင်ဖြစ်ရတယ်အဲ့လိုမျိုးလေးပေါ့ Bugatti ဆို Bugatti Ferrari ဆို Ferrari အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကတော့အရန်ကိုအဆင်ပြေဒါတွေကတော့ကျွန်တော်မြန်မာ fan တွေရောအကုန်လုံးကျွန်တော် share လုပ်ပေးတာပေါ့နော်